မင်္ဂလာပါအမားတော့ဒီနေ့ Sagittarius ရဲ့ဓနုရာသီဖွားလေးတွေရဲ့ဇယက်တဘာဝလက္ခဏာလေးတွေကိုလာပြီးတော့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ နိုဝင်ဘာ23ကနေပြီးတော့ဒီဇင်ဘာ21ဒီကြားကာလအတွင်းမွေးဖွားတဲ့သူလေးတွေက Sagittarius ရဲ့ဓနုရာသီဖွားလေးတွေလို့ခေါ်ပါတယ်။ဓာတ်တဘာဝကတော့တေဇောဓာတ်မီးဓာတ်ဖြစ်ပါတယ်။ဓာတ်ဖို့တဘာဝဆောင်တဲ့ရာသီခွင်လေးတွေပါငါးကနန်းဆိုမှုပါတယ်မြန်မာလားနဒေါ်လာအတွင်းမွေးဖွားသူလေးတွေကလည်း Sagittarius ရဲ့ဓနုရာသီခွင်လေးတွေလို့အလွယ်မှတ်ထားပြီးလို့ရပါတယ်ဓနုရာသီခွင်လေးတွေကအတွေးခေါ်ကောင်းတယ်စိတ်သက်ပြင်းထန်တယ်တော်လက်ထထမြက်မြက်ရှိရပေါ့နော်ဘယ်လို့ကိုမစောရဲဝံ့စွာပြုလုပ်တတ်တဲ့သူလေးတွေပါဟန်ဆောင်မှုကင်းတယ်တီကြည်ရပြီးတော့လို့ရှိရင်ကိုယ့်ကိုနှိမ်ချတတ်တယ်ပေါ့နော်ရားတော်တွေကိုလည်းအလွန်ယုံကြည်လေးစားတတ်တဲ့လူလေးတွေပါတမရိုးကြဆန်ဆန်အယိုးခံပြုမှုပြောဆိုနေထိုင်တတ်ပါတယ်အရှိရေးကိုကြိုတင်သိမြင်နိုင်စွာရှိရဲ့ရာသီခွင်လေးလည်းဖြစ်ပါတယ်စိတ်ဓာတ်အလွန်ခိုင်မာထက်သန်ကြတယ်ပေါ့ဒါပေမဲ့တစ်ခါတရံအငြိမ်မနေလောက်အောင်စိုးရိမ်စိတ်ကြီးတတ်တဲ့လူလေးလည်းဖြစ်ပါတယ်ပင်ကိုဗီဇကထပ်မြက်သလောက်ပေါ့တစ်ခါတလေကြလို့ရှိရင်ဝေခွဲမရပဲနဲ့တွေ့ဝေတတ်တဲ့လူလေးလည်းဖြစ်ပါတယ်မေတ္တာဂိယုဏကြီးမားသလောက်ပေါ့တစ်ခါတလေစိတ်ကြီးပြီးတော့ကြီးတတ်ကြတယ်ပေါ့နော်တစ်ဖက်သားကိုလည်းအမြဲကူညီတတ်တဲ့သူလေးပါဒါပေမဲ့တစ်ခါတလေနှုတ်ဆက်ရှာစားကြမ်းမိတတ်တာကြောင့်တချို့လူတွေကကိုယ်ရန်သူတစ်ဖွဲသတ်မှတ်သွားတတ်ကြပါတယ်ဘယ်သူမှမဆိုစိတ်ရိုးသဘောရိုးနဲ့ခင်မင်သွားဆက်ဆံတတ်တယ်စိတ်ရောကိုယ်ပါပေါင်းတတ်ကြတဲ့သူလေးလည်းဖြစ်ပါတယ်ကြီးဝါချမ်းသာလို့စိတ်ကြီးမားပြီးတော့ဒီမန်းချက်မြင့်မားတဲ့သူလေးတွေပါအရေးကြုံလာလို့ရှိရင်လည်းတတိအလွန်ကောင်းတယ်ပြောင်ပြောပြောင်လို့တတ်တဲ့သူလေးလည်းဖြစ်ပါတယ်ကိုယ့်ဘက်ကမှန်တယ်ဆိုလို့ရှိရင်ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ်ပြောရဲဆိုရဲလုပ်ရဲကြင်ရဲတဲ့သူလေးတွေပါဟန်ဆောင်မှုကိုအလွန်မုန်းတီးရဲတစ်ခါတလေငွေကိုလည်းအငမ်းမရရှာနေတဲ့ရာသီခွင်လေးလည်းဖြစ်ပါတယ်တစိုးတိုးလှုပ်တတ်တယ်ပေါ့နော်လှုပ်သမျှကိုလည်းစိတ်ပါဝင်စားစွာလှုပ်တက်ကင်တတ်တဲ့ရာသီခွင်လေးလည်းဖြစ်ပါတယ်ဘယ်အခက်အခဲကိုမှနောက်မစွတ်တတ်ဘူးပေါ့နော်မိတ်ဆွေဖွဲ့ကောင်းတယ်တနေ့ရွှေတနေ့ငွေသမားလည်းဖြစ်တတ်တယ်ပေါ့နော်စီးပွားရှာရမှာလဲလောဘကြီးရယ်ငွေကိုသူတို့ကချွေတာသုံးဆွဲသလောက်လောင်းကစားဆန်ဆန်ပုံအောပြီးတော့မှစွန့်စားပြီးတော့လောက်ကင်တတ်ကြတဲ့သူလေးလည်းဖြစ်ပြန်တယ်ပေါ့နော်ကုံသွားရင်လည်းမနှမျောတတ်ပါဘူးလွတ်လပ်စွာနေထိုင်ရခြင်းတွေလောက်ကင်ရခြင်းတွေကိုအလွန်မမောတဲ့ရာသီခွင်လေးတွေဖြစ်ပါတယ်ငွေကြေးဥစ္စာများစွာပိုင်ဆိုင်ရတတ်တဲ့ရာသီခွင်လေးလည်းဖြစ်ပါတယ်မြည်သတင်းကြော်စောတတ်တယ်ဒီရာသီခွင်လေးတွေကကိုယ့်ရဲ့ဒေါသကိုတော့ထိမ့်ဖို့လိုတယ်ပေါ့နော်သူတစ်ပါးမတွေးတတ်တဲ့ရှုထောင့်ကနေတွေးတတ်မြင်တတ်တယ်ကိုတကိုယ်ရဲ့သီးသန့်နေလို့စိတ်ပြင်းထန်တယ်အချွေရန်မိတ်ဆွေတွေလည်းပေါ်များတဲ့ရာသီခွင်လေးတွေဖြစ်ပါတယ်တမာရီကိုထူထောင်နိုင်တယ်ဆိုလို့ရှိရင်အထူးထက်မြက်သွားတတ်ကြတဲ့ရာသီခွင်လေးတွေဖြစ်ပါတယ်ကိုပိုင်စိတ်ကူးအတိုင်းလုံးမယ်ဆိုလို့ရှိရင်သူတို့ဘာတွေတည်းနှာတစ်ဖျားတာပြီးတော့ပေါ့နော်ကောင်းမွန်တဲ့ဘဝကိုရောက်သွားတတ်တဲ့ရာသီခွင်လေးတွေပါသူတို့ဘာအခက်အခဲကိုမြင်နေဆိုလို့ရှိရင်လည်းမကူညီဘဲနဲ့မနေနိုင်တဲ့သူလေးတွေဖြစ်ပါတယ်တခါတလေကိုတိုင်းစားဖို့တောက်ဖို့မရှိပေမဲ့လည်းသူတို့ဘာကိုပေးကမ်းစွန့်ကြတတ်တဲ့လူလေးလည်းဖြစ်ပါတယ်အထူးသတိပြုရမှာကစိတ်တဲ့အလွန်ပြင်းထန်မှုတွေကြောင့်ဘဝမှာခဏခဏအမှားလေးတွေလည်းကြုံတွေ့ရတတ်ပါတယ်ကိုမားရဆိုလို့ရှိရင်လည်းဝန်ခံမှုဝင်မလေးတဲ့သူလေးတွေပါအမှားမြင်နေဆိုလို့ရှိရင်လည်းသူတို့ကအမှန်ကိုမြင်မြင်ဆန်ဆန်ပြင်တတ်ပါတယ်စိတ်ထဲမှာမြုံမထားဘဲနဲ့တဲတို့ပြောတတ်တဲ့သူလေးတွေဖြစ်ပါတယ်သူတို့ဘာကြိုက်သည်ဖြစ်သည်မကြိုက်သည်ဖြစ်သည်ရိုးသားစွာတဲတို့ပြောတတ်တဲ့သူလေးတွေပါလိန်ညာမှုကိုအလွန်မုန်းပါတယ်ဘဝမှာမဟုတ်မခံမာနာကြီးတတ်တဲ့သူလေးတွေလည်းဖြစ်ပါတယ်ဒီမာနာကိုလည်းလုံးဝအထိခိုက်မခံတတ်ကြဘူးပေါ့နော်ဓနုရာသီခွင်လေးတွေကမွေရက်ကိုစွန့်ပြီးတော့မှရက်ဝေးမှာအောင်မြင်ကြီးပွားတတ်တဲ့လူလေးတွေဖြစ်ပါတယ်ဒါအမအခုပြောပြပေးသွားတော့ဓနုရာသီခွင်လေးတွေရဲ့ဇယက်တဘာဝလက္ခဏာတွေဖြစ်ပါတယ်နောက်ရာသီခွင်လေးတွေလည်းအမကပြောပြပေးသွားမှာဖြစ်လို့အမကို like and share ဖို့လေးလုပ်သွားပေးလို့ရပါတယ်နော် Come follow me baby